အဲ့လိုဒီပါဝင်ရောက်နိုင်တယ်ဆိုတာခဏဒါမစ်ကိုတန်းရောက်သွားတာမျိုးပြောတာမဟုတ်ဘူးပေါ့နော်အပီဒါမစ်ရဲ့အလော်အရီတဲ့ဥမာ strengthen corneal ပြီးရင်အောက်မှာတဆင့်ရှိတဲ့အဲ granulosan တို့စသဖြင့်ဒီလိုတဆင့်ချင်းစီကိုသွားတာပေါ့နော်အဲ့မှာ retinoids တို့ vitamin C တို့ဆိုရင်ကျတော့သူက SC အလွှာလေးတွေမှာမဟုတ်ဘဲနဲ့အောက်က SC ရဲ့တစ်ထက်အောက်အလွှာထိတခါလေရောက်တယ်ပေါ့နော်နောက်အောက်ဒီအရေပြားထဲမှာစိတ်ဝင်သွားတာမျိုးတွေဖြစ်နိုင်တယ်ဆိုတာမျိုးပြောထားတာပေါ့နော်ဆိုတော့အဲ့မှာဒီ barrier layer skin barrier layer လို့ပြောရင် SC ပဲပေါ့နော် strengthen corneal ကိုပြောတာအတူတူပဲအဲ့ဒီမှာဆိုရင်သူက lipid matrix water channel ဆိုတာသူ့ရဲ့သဘာဝရဲ့ရေဓာတ်တွေသဘာဝရဲ့စီဓာတ်တွေကရှိနေပြီးသားပေါ့နော်ဒါဖြစ်တယ်အဲ့မှာသူကဒီလိုမျိုးဥပမာအဲ့ဒီပုံပေါ်မှာရေပြားရဲ့အပေါ်မှာ skin care product တွေလိမ့်ရတာเนาะအဲ့တော့ light ဖြစ်တဲ့ light ဆိုတော့ပေါ့ပေါ့ပါပါအရာကိုလိမ့်ပါလားနောက် heavy ပေါ့နော်တကယ်ဥပမာ color cosmetic တို့လို့ foundation တို့ concealer တို့လို့ဆိုရင်ဒါသူက heavy ထဲမှာပါတာပေါ့နော်အဲ့လိုမျိုးပါမှာလားနောက်အခု toner တို့essence တို့ serum တို့ကြတော့ light ထဲမှာပါမှာပေါ့ဆိုတော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ better penetration balance ဆိုတာကိုလိမ့်တဲ့ထုတ်ကုန်တွေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ skin ရဲ့အခြေအနေကဘယ်လောက်ထိ penetration ဆိုတာဘယ်လောက်ထိစိတ်ဝင်သွားလဲဆိုတာမူတည်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလိမ့်လိုက်တဲ့ skin care တွေကလိမ့်လိုက်တဲ့ skin care တွေကလိမ့်လိုက်တဲ့တစ်ခုချင်းစီကတကယ်အသားနဲ့တခါစားတာဖြစ်ပြီးတော့အရေပြားကိုကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ဆိုရင် skin barrier ကောင်းနေဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုမမေ့နဲ့တစ်ချိန်လုံး skin barrier ကိုပြောနေတာပေါ့နော်ဘာလို့လဲဆိုရင် skin barrier ကသူ့အတူသဘာဝအတိုင်း skin buffer system ကကောင်းပြီးသားပဲဒါပေမဲ့လူတွေဖြစ်တဲ့အတွက်စားတောက်တဲ့အခါမှာအဲ့လိုမျိုးစီကြောစားတွေနောက်အပူတွေအဆက်တွေငန်တွေစသဖြင့်ဒီလိုမျိုးကိုယ့်ရဲ့ lifestyle ပေါ့နော်နေထိုင်မှုစားတောက်တဲ့ပုံစံတွေနောက်သုံးလိုက်တဲ့ထုတ်ကုန်တွေသဘာဝပတ်ဝန်းကျင်ကအဖုံမှုန့်တွေကြောင့်အရေပြားဟိုအားနည်းနိုင်တဲ့ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ပေါ့နော်ဒီဟာမှကိုကအဲ့လိုမျိုးအရေပြားအားနည်းသွားတာမျိုးမဖြစ်အောင် skin care နည်းလေးတွေနဲ့ကောင်းကောင်းမွန်မွန်ဒီ skin care ထုတ်ကုန်လေးတွေကိုထုတ်ပြီးတော့သုံးစွဲရမှာပေါ့နော်ဆိုတော့ဒီမှာ तू ကအဆင့်အလိုက်ဆိုပုံလေးမှာပြထားသလိုပေါ့နော် step 1နံပါတ်1ကတော့ cleanser ပေါ့နော် cleanser ကတော့မျက်နှာကိုတန့်ရှင်းလုပ်ပေးတဲ့ဟာအရင်နေ့ကလည်းအများကြီးပြောခဲ့ပြီပေါ့နော်ဆိုတော့အဲ့ဒီ cleanser ကောင်းမှကျန်တဲ့အောက်ကအလွှာတွေအထစ်တွေကလည်းကောင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 ်းအလုပ်လုပ်နိုင်တာပေါ့နော်ပြီးလို့ရှိရင်နံပါတ်2ကtoner ကကြတော့ optional ဆိုတာတကယ်လို့ကိုယ့်ရဲ့အရေပြားက skin cleanser ကမျက်နှာတစ်ပြီးလိုက်လို့အရေပြားဆူဆူလေးပဲကြံခဲ့တယ်ဟို6ကတ်မသွားဘူးပြီးတော့ဟိုပတ်ကြားအဲ့ဒါလိုပေါ့နော်အကွဲနေတာမျိုးအဖက်တွေလန်းနေတာမျိုးမဖြစ်ဘူးဆိုတိုနာလိမ့်စရာမလိုဘူးပေါ့နော်ကြော်လိုက်လို့ရတယ်နောက်တစ်ခုကလည်းနောက်တစ်ခုကတော့ essence ပေါ့နော်တိုနာတို့ essence တို့အဲ့လိုမျိုးတွေကကြတော့လေအတူတူပဲသူတို့တွေက hydration တကယ်လို့ကိုကဥမာ dry skin လည်းဖြစ်တယ်မျက်နှာလည်းတစ်ပြီးလိုက်တဲ့အခါမှာအရေပြားခြောက်သွားတယ်ဆိုရင်ကြတော့တိုနာလိမ့်တိုနာရော essence ရောပေါ့နော် moisturizing ဖြစ်အဆိုဓာတ်လေးဖြစ်သွားအောင် humectant ပေါ့နော် moisturizer တွေ humectant ဖြစ်သွားအောင်အဲ့လိုမျိုးအဆိုဓာတ်လေးလိမ့်ဖို့လိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်မျက်နှာခြောက်နေရင်ကြတော့ကျန်တဲ့တကယ် moisturizer တို့ sunscreen တို့လိမ့်တဲ့အခါမှာကောင်းကောင်းမထိရောက်ဘူးပေါ့နော်ဒါကြောင့်မို့လို့ကမျက်နှာတစ်ပြီးလိုက်တဲ့အခြေအနေမှာအရေပြားခြောက်သွားတာအရေပြားအဖက်တွေလန်လာတာဆိုရင်အဲ့လိုတိုနာဆိုရင် humectant ပေါ့နော်အဆိုဓာတ်ထိမ့်ပေးတဲ့ hydrating ဖြစ်တဲ့တိုနာတို့ essence တို့ဒါမျိုးလေးတွေကိုလိမ့်ပေးလို့ရတယ်ကိုယ့်ရဲ့အရေပြားကမျက်နှာတစ်ပြီးလဲအစီနဲ့သူကသူအဆိုဓာတ်လိုမျိုးရှိနေတယ်ဆိုရင်လိမ့်စရာမလိုဘူးပေါ့နော်နောက်တစ်ခုကျတော့ serum ကကျတော့ treatment သဘောမျိုးဥပမာကိုက treatment နေရလေကျွန်တော်အမြင်ပြောရရင်တော့အမြဲလိမ့်စရာမလိုဘူးလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ treatment ငါအမြဲလိမ့်ရင် skin barrier လည်း weak ဖြစ်နိုင်လားလို့ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဥပမာဝက်ချံပဲဆိုကြပါစို့ဒါလည်း treatment ကဘယ်လို treatment လဲပုံမှာလဲတော့မူတည်မယ်ဥပမာဝက်ချံလို့ treatment ဆိုရင်salicylic acid ပါတဲ့ဟာလို့ဒါမှမဟုတ် benzoyl peroxide ပါတဲ့ဟာလို့အဲ့လိုမျိုးတွေကဝက်ချံထွက်နေတဲ့အချိန်လိမ့်ပြီးတော့တက်တာသွားရင်ရက်ထားတင်တယ်ပေါ့နော်ဒါကတော့ဝက်ချံအတွက်ပေါ့တကယ်လို့
ပေါ့ချွေးပေါက်လို့ပေါ့နော်ချွေးပေါက်လို့အရာကြတော့ तू ကစီထွက်နေတဲ့အတွက်မျက်နှာမှာမျက်နှာကခန္ဓာကိုယ်ကနေကိုသဘာဝထွက်တဲ့စီကများရင်လဲချွေးပေါက်ကပို့ပြီးတော့ပိုး open ဖြစ်တာပေါ့နော်ပိုးပွင့်နေတာမြင်တော့အဲ့လိုစီပြန်တဲ့သူတွေကြတော့ချွေးပေါက်ကပို့ပြန်တယ်လို့ဖြစ်နေတာပေါ့အဲ့ဒါမှစီရန်ကိုချွေးပေါက်ကိုချွေးထွက်တာနည်းစေတယ်ပေါ့နော်ချွေးပေါက်ကျင်းစေတဲ့စသဖြင့်ချွေးပေါက်ကိုမမြင်ရတဲ့အဲ့လိုမျိုးစီရန်တွေလည်းအမြဲတမ်းကြီးတော့မလိမ့်တင်ဘူးထင်တာပဲပေါ့နော်ဟုတ်လဲဆိုအမြဲတမ်းလိမ့်ချင်းအပြင်အာရေပြ tolerate ဖြစ်လာနိုင်တယ်လို့ထင်တယ်ပေါ့နော် tolerate ဆိုတာဥပမာ10% နိုင်ရ10မိုက်ဆိုရင်10% နိုင်ရ10မိုက်ကိုလိမ့်ရင်းနဲ့နောက်ခန္ဓာကိုယ်ကအခက်မသိလို့အဲ့လိုဒီလိုချွေးထွက်တာပုံများလာရင်10%နဲ့မရတော့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့တောက်ဆေးတွေပိုင်းရှိရလေနော်ဆေးရင်ပါယောဂါတို့ဘာလို့အဲ့လိုအစကတော့ဒီဆေးနဲ့တောက်လို့ရတယ်ပျောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုပျောက်သွားရင်မရက်ထားလိုက်ပဲနဲ့အမြဲတောက်နေကြတော့နောက်ကိုအဲ့လိုမျိုးခေါင်းကိုက်တာပဲဖြစ်ဖြစ်ဘိုက်အောင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုဒီဆေးတောက်လည်းမပျောက်တော့ဘူးဆိုတာမျိုးလေးကြုံမှုကြမှာပါပေါ့နော် skin မှာလည်းကျွန်တော်ကတော့အဲ့လိုလုပ်တယ်ပေါ့နော်အဲ့လိုမျိုး active ingredients တွေပါတဲ့ serum မဲဖြစ်ဖြစ် acid မဲဖြစ်ဖြစ် toner ပဲဖြစ်ဖြစ်အမြဲမလိမ်ဘူးကိုယ့်ရဲ့အရေးပြားရဲ့အခြေအနေပေါ်ကိုကြည့်ပြီးတော့လိမ့်တဲ့ခါလိမ့်တယ်ရက်တဲ့ခါရက်တယ်ပေါ့နော်ဆိုတော့ဒီမှာလဲ तू ကအာဒီမှာတော့ तू ကစီရန်က treatment လို့ပြောထားတာပေါ့နော်အဲ့ဒီမှာအဓိကမဖြစ်မနေရနံပါတ်1ကတော့ cleanser နောက်ပြီးတော့နံပါတ် moisturizer ပေါ့နော်နံပါတ်2နံပါတ်3ကတော့ sunscreen ပေါ့ဒီဟာလေး3ခုကိုကောင်းကောင်းလုပ်နိုင်ကို skin barrier ကောင်းနေပြီပေါ့နော်ဆိုတော့ဒီလိုလုပ်ခြင်းအပြင်ဒီကြားရဲ့ step တွေရဲ့ကုန်ကျစရိတ်ကိုလည်း short ချနိုင်တယ်နောက်ပြီးတော့ကိုက sunscreen လို့ဟာမှာကိုနဲ့ကိုက်ညီတဲ့ကိုယ့်ရဲ့အရေးပြားနဲ့ကိုက်ညီတဲ့ sunscreen လို့ဟာကိုဈေးကောင်းလည်းဝယ်သုံးနိုင်တယ်ပေါ့နော်ဈေးကြည့်စရာမလိုဘူးပေါ့အဲ့ဒါမျိုးဖြစ်တယ်လို့ထင်တယ်ဒါကြောင့်မို့လို့ကိုက treatment တွေဆိုရင်လည်းအဲ့လို active တွေအများများတဲ့ product တွေပေါ့နော် active ingredients တွေအများများတဲ့လိုမျိုး treatment တွေဆိုရင်တော့အမြဲလိမ့်တာမျိုးတော့မလုပ်သင့်ဘူးပေါ့နော်ကိုယ့်ရဲ့အခြေအနေပေါ်မှာကြည့်ပြီးတော့ရက်တဲ့အချိန်မှာရက်ပြီးတော့အာပုံမှန်စနစ်ကြလေးလိမ့်တဲ့အချိန်မှာလိမ့်ရမယ်ပေါ့နော်ဆိုတော့အဲ့တော့skin care ကနေ့စဉ်လုပ်ရမယ့်အလုပ်ဆိုတာကကြတော့အဲ့လို cleanser ကိုနေ့စဉ်လုပ်ရမယ် sunscreen moisturizer ကိုနေ့စဉ်လိမ့်ရမယ် sunscreen လိုဟာကိုနေပူထဲမှာထွက်တဲ့ကအထူးသဖြင့်လိမ့်ရမယ်ဒီလောက်ဆိုရင်ရတယ်ပေါ့နော်အဲ့ဒီထက်ချုပ်မယ်ဆိုရင်တော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်cleanser နဲ့ moisturizer လောက်ဆိုရင်တော့ရတယ်ပေါ့နော်တိုးတော်လဲ sunscreen ကတော့ခဏပြောသလိုနေပူထဲကိုသွားတယ်အပြင်ကိုသွားတယ်ဆိုရင်ဒီmelasma ပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဲ့လိုမျိုးတင်းတိတ်တို့အမဲ့ကြောက်တို့အဲ့လိုအယောင်ပေးပစ္စည်းတွေကိုဖြစ်စေတဲ့တချို့ကကြတော့သူတို့ရဲ့ဗီဇအရာကိုကအဲ့လိုအယောင်ပေးတဲ့ပစ္စည်းတွေကိုထုတ်ပေးတာအားကောင်းတဲ့သူတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုနေပူထဲကိုခဏလေးသွားလိုက်တာနဲ့အသားမဲသွားပြီပေါ့နော်အဲ့လိုတွေဖြစ်တဲ့သူတွေရှိတယ်တချို့ကလည်းမမဲဘူးပေါ့နော်ဆိုတော့တယောက်နဲ့တယောက်ကဒီအသားအယောင်ဖြစ်စေတဲ့ melanocyte ကထည့်ပေးတာတွေကတယောက်နဲ့တယောက်တော့မတူကြဘူးပေါ့နော်ဆိုတော့ဒါလေးကဒီလို layering လုပ်ဖို့အရေးကြီးတယ်ပေါ့နော်တကယ်လို့ cleanser ကိုမသုံးမနဲ့မျက်နှာပဲအစ်ပြီးတော့ moisturizer လို့လိမ့်လိုက်ရင်ကြတော့ moisturizer တွေကကောင်းကောင်းမစိမ့်ဝင်မဲနဲ့အငွေ့ပြန်သွားတာမျိုးနောက်မျက်နှာအပေါ်မှာပဲတင်နေတာမျိုးဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ cleanser ကိုကောင်းကောင်းလုပ်ပြီးကြတော့ moisturizer ရေဓာတ်ကိုကောင်းကောင်းဖြည့်ပူရဲထွက်မယ်ဆို sunscreen လို့လိမ့်ပေါ့နော်အဲ့လောက်ဆိုရင်တော့ရတယ်နောက်တစ်ခုကကြတော့ဒါကတော့ skin needs ပေါ့နော်minimal effective routine လို့ခေါ်တယ်အတက်နိုင်ဆုံးချုပ်လိုက်ရင်ဒီမနက်ခင်းမှာတော့ဒါလေးကတော့လုပ်ကိုလုပ်ရမယ်ပေါ့နော်ညဘက်မှာတော့ဒီဟာလေးကတော့လုပ်ကိုလုပ်တင်မယ်ဒီလိုမျိုးလေးပေါ့အဓိကတော့ကိုယ့်အရေးပြားရဲ့လိုအပ်ချက်ကအရေးကြီးဆုံးပဲပေါ့နော်ကိုယ့်အရေးပြားကဘာလိုအပ်နေတာလဲအဲ့လိုမျိုးကိုယ့်အရေးပြားနဲ့လိုအပ်တာဥပမာကိုကဝက်ချံအရန်ထွက်နေသေးကြတယ်ဝက်ချံပျောက်တဲ့ဟာဝက်ချံတက်တာတဲ့ဟာကိုရွေးရမှာပဲပေါ့နော်အဲ့ဒီအတွက်ဘယ်လိုမျိုးပါဝင်ပစ္စည်းပါတဲ့ထုတ်ကုန်တွေကိုရွေးရမလဲဆိုတာဒီမှာပြောသွားတယ်ပေါ့နော်ဝက်ချံဆိုရင် salicylic acid ပေါ့
အဲ့ဒါဆိုရင်ကိုက product matching ရသွားပြီပေါ့နော်အဲ့လိုပဲ skin concern ဆိုတာကိုယ့်ရဲ့အရေးပြားခြင်းတွေကိုသိပြီးတော့ဘယ်လိုမျိုးပါဝင်ပစ္စည်းတွေရှိတဲ့ product ကိုဝယ်ရမလဲဆိုတော့ကိုယ့်အကိုဆုံးဖြတ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကိုကအများကြီးလဲဈေးလဲကုန်ကျစရိတ်လဲတက်တာသွားမှာဖြစ်တယ်လို့ကိုယ့်ရဲ့အရေးပြားရဲ့အခြေအနေကိုလည်းသိသွားမှာပေါ့နော်ဥပမာကိုက dry ဖြစ်နေတယ်ပေါ့နော်အဲ့တွေ human တက်လို့ moisturizer လို့ဝယ်လိုက်တယ်အဲ့ဒါကိုလိမ့်လိုက်တယ်ဒါပေမဲ့ဒီ dry ကမတက်တာဘူးဆိုဒါတခုခုတော့မှားနေပြီပေါ့နော်ထုတ်ကုန်ကပဲလွဲနေရလားဒါမှမဟုတ်ကိုယ့်ရဲ့အရေးပြားရောတကယ် moisturizer လိုအပ်နေရလားဒါမှမဟုတ်ရင်လည်း serum လိုအပ်နေရလားပေါ့နော်ဒါမှကိုကရွေးချယ်တတ်သွားမှာဖြစ်တယ် dry skin ဆိုရင်ဒီ ceramide တို့ glycerin တို့ပါတာမျိုးရွေးချယ်တဲ့နေပေါ့နော်နောက်ကိုကအဲ့လိုမျိုးတဖြည်းဖြည်းနဲ့မဲဆက်ကလေးတွေကပေါင်းမှရောက်လာတဲ့ဆိုရင်အဲ့အမဲဆက်တွေကကြာလာရင်စုပြီးတော့ melasma ဆိုပြီးတော့တင်းတိတ်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်အပြောက်ကလေးတွေဖြစ်လာတဲ့အယောင်လေးတွေမဲရောင်လိုမျိုးလေးတန်းလာတဲ့ pigment ပေါ့နော် pigmentation လိုလေးဖြစ်လာပြီဆိုရင် niacinamide serum တို့လို niacinamide toner စသဖြင့်ဒီလိုမျိုးလိမ့်တာမျိုးစသုံးတာမျိုးဒီလိုလုပ်တင်တယ်ပေါ့နော်ဒီလိုမျိုးလုပ်ခြင်းအပြင်ဒါထုတ်ကုန်ကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်မှာဖြစ်တယ်ဆိုတော့ minimal effective routine ပြောရမယ်ဆိုရင်သူကမနေ့ခင်းမှာဆိုရင်cleanser နဲ့မျက်နှာတက်လိုက်ပြီးတော့ moisturizer လိမ့်ပြီးတော့ sunscreen လိမ့်ပေါ့နော်ညမှာဆိုရင်ဒီနေရာမှာလည်းတခုပြောချင်တာကိုကမနေ့ခင်းမှာလည်းမျက်နှာတက်တယ်နေ့ခင်းကိုလည်းရေချိုးပြီးတော့မျက်နှာတက်ပြီးတော့ moisturizer ပဲလိမ့်ထားတယ်အဲ့ဆိုညဆိုထပ်ပြန်တက်စရာမလိုတော့ဘူးလို့မြင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့လေကိုကအရန်ကြီးချွေးပြန်လို့အရန်ကြီးအစီတွေပြန်လို့ဆိုရင်တော့တစ်မျိုးပေါ့နော်ပြီးတော့ကိုတက်လိုက်တဲ့ cleanser ကလည်း surface free လိုမျိုးဖြစ်နေတော့ပိုကောင်းတယ်မဟုတ်လို့ရှိရင်တော့ surface များတာတွေကြီးပဲဆိုရင်အရေပြားရဲ့သဘာဝအစီတွေကပါသွားမှာပေါ့နော်ပုံသွားတာမျိုးညော့သွားတာမျိုးဖြစ်နိုင်တယ်ဒါကြောင့်ညမှာ cleanser ဆိုရင် micellar ကိုက make up တွေလည်းမလိမ့်ထားဘူးအိမ်မှာပဲနေတယ်အိမ်မှာပဲနေတယ်နောက်ပြီးတော့နေကင်းတော့ကလည်းရေချိုးပြီးတော့ moisturizer လောက်ပဲလိမ့်ထားတယ်ဆိုရင် micellar water လောက်နဲ့တင် cleansing လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုယ့်ရဲ့ skin ရဲ့အခြေအနေကိုကိုကသိပြီးတော့ဆုံးဖြတ်လို့ရတယ်နောက် treatment ဆိုတာအရေးကြောင်းဖြစ်နေ retinol လို့ cream လိမ့်ပြီးတော့အိတ်တာမျိုးပေါ့နော်နောက် serum ဆိုရင်လည်း serum လည်းလိမ့်လို့ရတယ် treatment ကလေအဲ့လိုမျိုးလိမ့်တာမျိုးနောက် moisturizer လိမ့်တာမျိုးပေါ့နော်ဒီမျိုးလိမ့်နေညကျတော့ sunscreen ကတော့မလိုတော့ဘူးပေါ့နော်ဒါမျိုးလေးရှိမယ်ဆိုတော့အရေပြားကအဓိကဘာတွေလုပ်စေခြင်းလဲဆိုတော့ तू က clean တန့်ရှင်းဖို့ကြိုက်တယ်သူတန့်ရှင်းပေးရမယ်ပေါ့နော်ပြီးတော့ product ဘယ်ကနေလဲဆိုရင်သဘာဝပတ်ဝန်းကျင်ငါနေရတဲ့ဖုံအညစ်အကြေးတွေကိုကာကွယ်ပေးရမယ်နောက်တစ်ခုက repair ပေါ့နော် repair ဆိုတာပြန်ပြုပြင်ပေးတာပေါ့ခဏကလို့ skin turnover နှေးနေတဲ့ cells တွေကတဖြည်းဖြည်းနဲ့မပွားလာဘူးဒါဆိုရင် repair ပြန်လုပ်ပေးဖို့လိုတာပေါ့နော်နောက်ဒီလိုမျိုးအကျိုးပြုတဲ့ cells တွေကညော့သွားတယ်အားနည်းသွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင် repair ဆိုတော့ပြန်ကောင်းအောင်လုပ်ပေးတာပေါ့နော်ပြန်ကောင်းအောင်လုပ်ပေးတယ် repair ဆိုတာပြန်လည်ပြုပြင်ပေးတာပေါ့နော်အဲ့ဒါကိုပြောတာဆိုတော့ဒီမှာဆိုရင် तू က consistency complexity ဆိုတာပုံမှန်ဘာမှရှုပ်ထွေးမှုမရှိဘူးပေါ့နော် complexity ဆိုတာရှုပ်ထွေးတာ consistency ဆိုတာပုံမှန်ကိုလုပ်နေကြလို့နဲ့ဆိုရင် cleanser နဲ့မျက်နှာလေးတင်မယ်အဲ့တော့မျက်နှာရည်ပြားကိုကြည့်မယ်အရန်ခြောက်သွားလားခြောက်တယ်ဆိုရင်အဆိုတက်ဖြစ်ပြီးတဲ့တိုနာတို့ဒါမှမဟုတ်ရင်လည်းhydrating ဖြစ်တဲ့ product ပေါ့နော်အဲ့လိုမျိုးတစ်ခုခုလိမ့်လိုက်မယ်ပြီးကြတော့ moisturizer လိမ့်မယ်ဒီလောက်ဆိုအိမ်ထဲမှာနေတဲ့သူတွေအတွက် okay ရဲ့တိုးတော့အပြင်သွားမယ်ဆိုရင်ကြတော့moisturizer တခုနဲ့နေမရတော့လေနော်လိမ့်ပြီးတော့ foundation တွေ makeup တွေ concealer တွေလိမ့်ရအောင်ပါပေါ့နော် sunscreen တို့ဒီလိုမျိုးလိမ့်ရမှာဖြစ်တယ်ဒါကတော့ minimal effect ကတော့ဒီဟာပဲပေါ့နော်နောက်ပြီးတော့ common myth လေးတွေကိုနည်းနည်းပြောမယ် common myth ကကြတော့လူတွေလွဲမှားနေတဲ့အရာတွေပေါ့နော်လွဲမှားနေတာဆိုတာကိုကမှန်တယ်လို့ထင်ပြီးသိနေတာအမှန်တော့ဒါတွေက myth ပေါ့နော်တကယ်အမှန်တွေမဟုတ်ဘူးလူတွေရဲ့ marketing claims တွေကြောင့်လူတွေရဲ့ပိုကောင်းအောင်ပြောတဲ့စကားအတန်တွေကြောင့်အတန်တွေကြောင့်ဒါတွေကဒီလိုဖြစ်လာတာပေါ့နော်နံပါတ်1ကတော့ဒီထုတ်ကုန်က white tanning product ဖြစ်တယ်သူက skin ကိုဖြူစေတယ်ဆိုပြီးပြောတာပေါ့နော်တကယ်တမ်းမှာတော့သူက
pigmentation ဆိုတာအရောင်ဖြစ်စေတဲ့အရာကို short ချပေးတာneutral tone ပေါ့နော်ဒါအရင်နေ့ကပြောခဲ့တဲ့ neutral tone ကိုပြန်သွားတာကိုပြောတာပေါ့နော် neutral tone ကပြတ်သွားလို့မဖြစ်ဘူး neutral tone ကိုပြန်သွားတဲ့ဟာကိုပြောတာ neutral tone ရှိတဲ့ဟာဒါကိုယ့်ရဲ့မူရင်းသားအရောင်ပဲပေါ့နော်ဒါ cosmetic သုံးလိုက်တဲ့အခါမှာသူက cosmetic ကြောင့်ဖြူသွားတာမဟုတ်ဘူးအဲ့ neutral tone ရဲ့အပေါ်ယံမှာကာနေတဲ့အလွှာပေါ့နော်အုတ်ကြောက်အလွှာတွေဖြစ်မယ်အပင်တွေဖြစ်မယ်မျက်ပင်တွေဖြစ်မယ်အဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော် neutral tone ကိုပြန်ပြီးတော့တန့်ရှင်းလုပ်ပေးပြီးတော့ neutral tone ပေါ်ကိုပြန်တင်ပေးတာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကိုယ့်ရဲ့ neutral tone ထက်ပိုဖြူတယ်ဆိုတာမရှိဘူးလို့ပြောတာပေါ့နော်ဖြစ်နိုင်ခဲ့တယ်နောက်တစ်ခုကတော့တူကကြတော့အရင်နေ့ကလည်းပြောခဲ့ပါဒါတွေက nature ဆိုရင် safe ဖြစ်တယ်လို့ထင်တာပေါ့နော်တကယ်တော့ natural ingredient တွေကလည်း irritation ဖြစ်စေတယ်ဒီမှာပေါ့နော်aloe vera lettuce ဆိုတာ aloe vera မှာအဆေးလေးရှိတယ်လေအဝါရောင်လေးအဲ့ဒါလေးကလည်းဒီကောင်လေးကလည်းရာရံမှုတွေဖြစ်စေတယ်နောက်ပြီးတော့ lemon တချို့ကလည်းအဲ့ lemon နဲ့မတည့်ပေါ့နော်တံမြာ lemon နဲ့မတည့်တာတွေရှိတယ်ပေါ့နော်အဓိကတော့ sensitive သမားတွေပေါ့နောက်တစ်ခုကကြလူတွေကထုတ်ကုန်တွေပို့သုံးရင်ပို့ပြီးတော့ရေပြားရဲ့ရလက်ကောင်းမှာပဲလို့ထင်တာပေါ့နော်အဲ့ဒါလည်းမဟုတ်ဘူးထုတ်ကုန်တွေများများသုံးရင် irritation တို့ acne တို့ပိုထွက်တတ်တယ်ပေါ့နော်ဒါကြောင့်ထုတ်ကုန်တွေအများကြီးဝယ်ပြီးတော့ရှောက်တစ်ခုချင်းသုံးနေစရာမလိုဘူးပေါ့နော်ဒါပေမဲ့ဟို for sure ပေါ့နော်ကြွားကျင်လို့ဝယ်ပြီးမှတင်ကုန်ပေါ်တင်ထားပြီးဗီဒီယိုရိုက်တာတော့တတ်ပေါ့လေတကယ်အမှန်မှာတော့ကိုယ့်ရဲ့တကယ်ကို better result ရဖို့better result ကောင်းကောင်းပေါ့နော်ကောင်းမွန်တဲ့ရလဒ်ရဖို့ဆိုရင်ဒီလိုမျိုးကိုယ့်ရဲ့ skin ပေါ့နော် skin အကြောင်းကိုသိပြီးတော့ကိုယ့် skin ကဘာလိုအပ်နေလဲဘာဖြစ်နေလဲဆိုတာကိုတကယ်ကောင်းကောင်းဆုံးဖြတ်တာအကောင်းဆုံးပဲပေါ့နော်ဒီပုံလေးမှာတော့ဝက်ချန်တွေပါထွက်တာဆိုရင် teenager အရွယ်မှာပို့ပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့ तू ကတကယ်လို့ဘာ treatment မှမလုပ်ဘူးဆိုရင်အဲ့လိုဝက်ချန်တွေပါတွေကပို့ထွက်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြပြောကြတယ်ပေါ့နော်ဝက်ချန်တွေကအညစ်ပတ်လို့ထွက်တာပေါ့နော်ဖုံညစ်ကြေးတွေကြောင့်ထွက်တာလို့ပြောကြတယ်အမှန်တော့ဖုံအညစ်ကြေး dirty တစ်ခုတည်းကြောင့်ဖြစ်တာမဟုတ်ဘူးနော်အဲ့ဒါလေးကိုလည်းသိဖို့လိုတယ်ဝက်ချန်ဖြစ်စေတဲ့အကြောင်းအရာ၄ခုရှိတယ်လို့ပြောခဲ့တယ်ပေါ့နော်ဓာတ်ဆဲတွေကြောင့်ဖြစ်နိုင်တယ်အဆီထွက်တာများလို့ဖြစ်နိုင်တယ်အဲ့ inflammation ပေါ့နော်ဘက်တီးရီးယားတွေပေါက်ပြီး inflammation ရောင်ရမ်းတာတွေကြောင့်ဖြစ်နိုင်တယ်နောက်ကြောင်းလဲတဲ့ခါမှာလည်းဒါတွေဖြစ်တယ်ပေါ့နော်ဒါမျိုးရှိတယ်အဲ့ကမှ तू အဲ့လိုဝက်ချန်တွေပါတယ်အရန်ထွက်ပြီးတော့အဲ့လို treatment တွေပါတယ်လုပ်ရတဲ့သူတွေဆိုရင် makeup တွေပါတယ်ကိုလုံးဝမလိမ့်ရဘူးဒီလိုမျိုးပြောတယ်ပေါ့နော်အမှန်ပဲတော့ဝက်ချန်ထွက်နေတဲ့သူလည်း makeup လိမ့်လို့ရတယ်သို့တော်လည်းကိုယ့်ရဲ့ဝက်ချန်ရဲ့အခြေအနေပေါ်မှာကြည့်ပြီးတော့လိမ့်တင်မလိမ့်တင်စဉ်းစားရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဥမာ makeup ဆိုတာတော်တော်များများရေမပါဘူးသူက oil နဲ့ powder နဲ့ရောတဲ့ဟာပေါ့နော်ဆိုတော့ oil တွေကကွန်မီတိုချင်းလေးဖြစ်ရင်ဝက်ချန်တွေကပိုဆိုးမှာပေါ့နော်ဆိုတော့ဘယ်လိုမျိုးထုတ်ကုန်တွေနဲ့ထုတ်တာလဲဆိုတာတော့အရင်ဆုံးသိထားရင်တော့ပိုကောင်းတာပေါ့ဟုတ်ပြီနောက်ပြီးတော့တနခါပေါ့နော်တနခါ product ကတော့မပြောလို့မဖြစ်ဘူးမြန်မာပြည်ရဲ့neutral cosmetic ပေါ့နော် traditional cosmetic ကတနခါပဲအဲ့မှာတနခါမှာ traditional နဲ့ modern ရှိတယ်ပေါ့နော် traditional ကတော့ဒီမှာပြထားတယ်လို့ကြောက်ပြင်နဲ့ရိုးရာတော့ကြောက်ပြင်ပေါ်သွေးလိမ့်တာရိုးရာပေါ့နော် modern မှာကျတော့ तू ကဒီတနခါပေါက်တာလုံးလိုက်တာပေါ့နော်တနခါကိုလုံးဝ fine ပေါက်တာနူးညံ့နေအောင်လုပ်ပြီးတော့အဲ့မှာ face mask တို့ face cream တို့ face makeup တို့ဒါမျိုးလာတယ်ပေါ့နော်တချို့လည်း sunscreen လောက်ကြတာတွေလည်းရှိတယ်ဆိုတော့ဒီမှာ mask treatment ပေါ့နော်တနခါမှာအဓိကကူမရင်ဆိုတဲ့ဓာတ်ပါတာပေါ့နော်ဆိုတော့ तू ကအဲ့လိုတော်တော်များများဖော်ပြတာတော့နေလောင်တာစမ်းပန်းပေါ့နော်စမ်းပန်းဖြစ်တာကိုကာဝယ်ပေးနိုင်တယ်လို့ပြောတယ်နောက်ပြီးတော့ inflammation ဆိုတာရောင်ရမ်းတာတွေကိုတတ်တာတယ်ပေါ့နော်နောက်သူက antioxidant တွေပါတာဟုတ်ဆိုတော့ကျွန်တော်ကတော့အဲ့လိုစမ်းပန်းမှာကြတော့ဥမာကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုပဲကြည့်ကျွန်တော်တို့နယ်ဘက်မှာဆိုရင်လူတိုင်းနီးတနခါလိမ့်ကြတယ်ဒါပေမဲ့တချို့တင်းတိတ်အများစုထွက်ကြတယ်ပေါ့နော်သူတို့ကကြတော့လဲလုတ်တဲ့လူတွေဖြစ်တော့နေပူတဲ့ခါမှာလဲထဲမှာတနေကုန်နီးနေတာပေါ့နော်သူတို့လည်းတနခါလိမ့်တာပဲဒါပေမဲ့တင်းတိတ်ထွက်တယ်ပေါ့နော်တချို့လည်းမထွက်ဘူးအဲ့တော့
တနခါကိုလုံးဝအထူးကြီးအပြည့်လိမ့်တဲ့သူတွေကတော့မထွက်တဲ့ထဲမှာပါကောင်းပါနိုင်တယ်ပေါ့နော်နောက်ပြီးတော့တချို့ကအဲ့လိုမျိုးလိမ့်ပေမဲ့ကိုယ့်ရဲ့မျက်နာမှာပဲလိမ့်ပါလေနော်အနည်းဆုံးလက်လောက်ပဲလိမ့်မှာ6တောင်ဘူးမှမလိမ့်ကြသလိုဂုတ်တွေနှရွက်တွေအဲ့လိုအပြည့်မှာကြတော့လဲလိမ့်နိုင်ဖို့မလွယ်ဘူးဆိုတော့နေရောင်ကကြတော့ထိရင်အသားရင်နဲ့အသားအိပ်ပေါ်အကုန်ထိမှာပေါ့နော်အဲ့လိုထိလိုက်တဲ့ခါမှာမယ်လင်နိုစိုက်ဆဲကsignal ရပြီးတော့သူ့လာနှုတ်နိုးလိုက်တယ်လို့မျိုးဖြစ်ပြီးတော့သူကတခြားအဲ့လိုမယ်လန်နင်တွေထုတ်ပေးပြီးအယောင်တွေဖြစ်တာပေါ့နော်ဆိုတော့တနက်ခါမှာကြတော့လေအဲ့လိုမျိုးရှိရပေါ့နော်ဥမာစမ်းပန်းဖြစ်တယ်ဆိုရင်မဟုတ်ကာကွယ်ပေးတယ်ဆိုရင်သူကဘယ်လောက်ထိအထူလိမ့်ရမှာလဲဘယ်နှစ်နာရီကြာလိမ့်ရမှာလဲအဲ့လိုမျိုးတွေစသဖြင့်ဒါမျိုးတွေသူသေသနာလုပ်ဖို့တော့လိုတာပေါ့နော်ကျွန်တော်တို့ကကြတော့တနခါကကြတော့ဒါပေမဲ့ inflammation ဖြစ်တာကိုတော့လက်ခံတယ်ပေါ့နော် inflammation ကိုသက်သာတယ်ဆိုတာတော့လက်ခံတယ်ဘာလို့လဲဆိုရင်ဥမာတခါလေဝက်ချန်တွေထွက်လို့နာနေရင်တခါလေးလိမ့်လိုက်ရင်အနာသက်သာသွားတာပေါ့နော်ဆိုတော့အဲ့လိုရောင်ရမ်းတာကိုသက်သာတယ် antioxidant activity ဆိုတာ free radical တွေထွက် free radical တွေကို balance ဖြစ်အောင်လုပ်ပေးတာပေါ့နော်ဆိုတော့ဒီမှာရေးထားသလိုပေါ့ polyphenol တို့ antioxidant တို့ဆိုတာသူကအဲ့လို free radical တွေကိုမျှခြေလုပ်ပြီးတော့အတော့ရော anti aging မဖြစ်ဘူးနောက်ပြီးတော့သူကအေးတယ်တနခါရတဲ့ကလေ cooling ဖြစ်တော့ဒီရောင်ရမ်းတာကိုရောကြပေးတယ်အရေပြားကိုတော့သူကအနှဲငယ်တော့ကာကွယ်တယ်လို့တော့ရေးထားတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်အဲ့လိုတနခါမဟုတ်ဆိုရင် mask တို့ treatment category တို့မှာ wash off product နေနဲ့သုံးတယ်ပေါ့နော် wash off ဆိုတာရေနဲ့ဆေးချလိုက်ရတာမျိုးပြောတာပေါ့နော်အဲ့မျိုးသုံးတယ်နောက်တခါလေကြာတော့ leave on ဆိုတာဒီလိုမျိုးပေါ့တနခါလေးလိမ့်ထားကြတယ်လင်းတော့မျက်နှာမှာတခါလေးအဲ့ကမှ तू ကကြတော့တနခါကကြတော့လိမ့်ရင် तू အရာထင်နေတာအောင်နော်အရာထင်နေတော့ပကြီးဆွဲထားသလိုမျိုးလေးဖြစ်နေတာပေါ့နော်အဲ့တနခါကလည်းအမျိုးမျိုးလိမ့်ကြတာဟုတ်ဆိုတော့အဲ့မှာ तू ကအဓိကအစီပြန်တဲ့သူတွေအတွက်တင့်တော်တယ်ပြီးတော့ hot water ပေါ့နော်ကျွန်တော်တို့နိုင်ငံဆိုရင်ပူတဲ့ရာသီဥတုပူတဲ့နိုင်ငံဖြစ်တော့အဲ့လိုနိုင်ငံတွေမှာပို့ပြီးတော့သုံးကြတယ်ပေါ့နော်အေးတဲ့နိုင်ငံတွေမှာじゃသိမ့်သုံးကြနောက်ပြီးတော့ तू ကအဲ့လိုအစီစုပ်တာလည်းတက်တာတယ်ကြောင့် mask တွေ secret တွေဆိုတာလို့ point တွေကိုပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့ cells တွေမတန့်ရှင်းတာတွေကိုတန့်ရှင်းလုပ်ပေးတာပေါ့နော်သို့တော်လည်းဘယ်လိုမျိုးထုတ်ကုန်ကိုရွေးပြီးသုံးမလဲဆိုတာတော့အရေးကြီးတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ဒီတနခါရဲ့ real rose ကပေါ့နော်အဓိက main function ကတော့သူ anti microbial ဆိုတော့ဒီမျက်နှာဆိုတာပိုးတွေအများကြီးရှိတယ်လေနော်လေလူတွေကလာတဲ့ပိုးတွေဟိုကလက်နဲ့ကုပ်လိုက်လို့ပဲဖြစ်ဖြစ်အခုထိတွေ့မိလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးပိုးမွားတွေဘက်တီးရီးယားတွေဒီကောင်တွေကိုသိစေနိုင်တဲ့ anti microbial effect ရှိတယ်တဲ့